ကိုပြုလို့မိတဲ့ကံရဲ့တတ္တိကြောင့်ဒီကံဟာမကောင်းတဲ့ကံဆိုမကောင်းတဲ့သွားတော့မှာပါလားဩငါလူကအကျွေးတန်းလန်းနဲ့သွားရပြီကိုသွားရတော့မှာပါလားလို့အဲ့ဒါလို့တောင်းတပြီးတော့အာယုံလေးတွေကပ်ကပ်ပြီးတော့နေတဲ့ပုဂ္ဂိုလ်တဏ္ဍာထဲမှာဘိန်းတို့သူရာကောင်းတို့ဤပူလောင်နေပြီမို့လားဘာဖြစ်လို့ပူလောင်သလဲပြုမိတဲ့အာဟုသောကံတရားကိုကုသိုလ်နဲ့လှဲပြီးတော့မယူတတ်မိလို့ဟုတ်လားအာဟုသောကံတရားကိုမပြည့်စည်မိလို့ဝိပဿနာဉာဏ်အာယုံတို့ပြမပြည့်စည်လိုက်တဲ့တွေ့တာကြောင့်နေမိနေရနေပြီးဩငါကြမ်းမာနေရငယ်ရွယ်တဲ့အရှင်ဆိုပြီးတော့နေလိုက်သွားလိုက်လာလိုက်စားလိုက်တောင်းလိုက်ဟုတ်ပြီကြမ်းမာတယ်ဆိုပြီးတော့နေလိုက်တာဒါပေမဲ့လို့မမျောလင့်ပဲနဲ့ယောဂကြီးဖြစ်လာပြီမမျောလင့်ပဲပြုံငဲနဲ့နာဝဲဝင်လာပြီမမျောလင့်ပဲပြုံငဲနဲ့ယောဂဖြစ်လာပြီမမျောလင့်ပဲပြုံငဲနဲ့သေဝဲဝင်လာပဲနာဝဲဝင်လာပြီအဲ့ဒီချိန်မှာဘာဖြစ်တဲ့သူတော်ကောင်းတို့တောကရီဖြစ်ပြီမဟုတ်လားဘယ်ပုဂ္ဂိုလ်ကလာပြီးတော့ကဲနေတယ်လဲဗျအမေကဲနေသလားအဖေကဲနေသလားဇနီးမယားသမီးသားတွေကဲနေသလားလင်သားအိမ်ယာတွေကဲနေသလားဆရာသမားလည်းမကဲနိုင်ဘူးဘယ်ပုဂ္ဂိုလ်မှမကဲနိုင်ဘူးကိုပြုသောကံသည်ကိုယ်ပဲခံရပါလိမ့်မယ်အရာမလို့ဘုန်းတော်သူတော်ကောင်းတို့ရဲ့ပြုခဲ့ပြီးတဲ့အာဟုသောတွေကိုလည်းပဲတဲ့ပြန်လဲပြီးတော့မတွေးမိအောင်ဝိပဿနာဉာဏ်ဖြင့်မှတ်ပါဘုရားကတပ္ပနိယတုတ်ရဲ့နောက်ပဲမှာအတပ္ပနိယကိုဘုရားချက်ဟောသေးတယ်ဘေကဝေမောဩနာတိဒုက္ခဘေမှာလောကင်းလိုညာကြကုန်သောจิตစေတမိတို့အတပ္ပနိယံပြေစုပန်တမလွန်နတံသောဘဝတို့ဝေဘေဒုက္ခမှာမစိုးရင်မပူပန်မတောင်းတနောင်တမဖြစ်စေတတ်သောတရားတို့သည်တွေနှစ်ပါးရှိပါ၏ထပ်ပြီးတော့ဟောတယ်မပူလောင်စေတတ်တဲ့တရားရှိတယ်ပူလောင်စေတတ်တဲ့နောင်တဖြစ်စေတတ်တဲ့တရားရှိသလိုနောင်တမဖြစ်စေတတ်တဲ့တရားရှိတယ်တဲ့အဲ့တော့နောင်တမဖြစ်စေတဲ့တရားကကာယေနာသုဇရိတံဇရတိကာယေနာကိုဖြင့်သုဇရိတံကောင်းသောအကျင့်ကိုဇရတိကျင့်သုံးဤသောပုဂ္ဂလောတို့ပုဂ္ဂိုလ်သည်အတ္တပနိယောဘယ်တော့ကမှမပူလောင်တော့ဘူးမတောင်းတတော့ဘူးဘယ်တော့မှနောင်တမဖြစ်တော့ဘူးတဲ့